ခရိုနီတွေလူပညာရှင်အချို့တွေပဲအဆင်ပြေတယ်ကျန်တဲ့လူတွေတော့အကုန်မွဲပြကြပြန်ရှင်းပြလို့မြန်မာလူပြန်ရှင်းတော့ပြန်ရှင်းပြလို့မြန်မာလူပြန်ရှင်းတော့စပရန်ကိစ္စစတဲ့အချိန်မှာတမျိုးတွေကိုခံမှန်းကြည့်ဘယ်လောက်ပေါ့အဲ့လိုရှိတယ်ဒါပေမဲ့ငွေကြီးကောက်တယ်ရက်ကွက်လိုက်ကောက်တယ်ရွာကြီးလိုက်ကောက်တယ်ပြီးရင်ကိုမြို့နယ်မှာစစ်မှုထမ်းစင်းရှိပါလေနဲ့အဲ့မြို့နယ်မှာရှိတဲ့စစ်မှုထမ်းတို့ငွေကြီးတွေကောက်တယ်ကောက်ပြီးရင်ဘာဖြစ်လို့ဆိုတော့လူလိုက်ဝယ်ချို့တော့ရက်ကွက်တွေမှာကြာရက်ကွက်ထဲမှာရှိတဲ့စည်ရေးအချို့ပေါ့ရက်ကွက်ထဲတချို့တော့ဒီစည်ရေးကိုမြင်စည်ရေးပေါ့စစ်ခေါ်ရေးစည်ရေးကိုသိနိုင်တဲ့လူအချို့နဲ့ရက်ကွက်ထဲကနည်းနည်းပတ်စံရှိဩဇာရှိလူအချို့နဲ့ပေါင်းပြီးတော့သူကငါသားတချို့ကလည်းပတ်စံလေးနည်းနည်းရတော့တချို့လူတွေရောအောက်ချွေတဲ့တချို့တွေခင်ဗျားပါတော့မှာနော်ခင်ဗျားနောက်တစ်ပတ်ထဲဆိုခေါ်တော့မှာနောက်တော့ခင်ဗျားပါတော့မှာဆိုဟာကျွန်တော်ပါတော့မဆိုကျွန်တော်ပြောတော့ဘာညာဒါမျိုးတွေသူအချိတ်ဆက်လေးတွေရှိကြတယ်တဲ့ရှိရပြီးတော့အဲ့လိုရှိရတဲ့အဲ့လူတွေဘာလို့လက်ဖိတ်တိုင်းမှာလက်ဖိတ်တောင်းနေဟိုလက်ဆောင်ပေးလိုက်တာတို့စားတော့ဆိုင်လေးမှာဘီယာတောင်းနေလက်ဆောင်ပေးတာအဲ့လိုလုပ်ပြီးတော့ပေးလိုက်ပြီးတော့သူကစင်းကိုကြိုပြီးတော့သတင်းကြိုရအောင်ထွေဦးထက်အရာရှိတချို့သောအချို့တွေကိုသွင်းထားတဲ့တတိသူပတ်စံရှိတဲ့လူရှိတယ်တဲ့သူတားလူပါအောင်ဆိုလို့သတင်းနဲ့တက်တက်ရပြီဆိုတော့ဘတ်ဆိုပြီးတော့သူကရိုးဘက်ရက်ွက်ရွှေ့လိုက်သွားအဲ့လိုလုပ်တာတွေလဲရှိတယ်ပေါ့နော်ဆိုတော့ဒါတွေကစစ်မှုထမ်းကိုမလိမ့်တဲ့ဘက်နဲ့တင်းချောင်တာပေါ့မဆန်းဘူးလို့ပြောတာမဟုတ်ဘူးသူတို့လောတယ်မရှိတာသူတို့အစင်းပြောင်းသွားတာအိမ်ပြောင်းသွားတာပေါ့စားသဖြင့်လုတ်လိုက်တာအဲ့လိုလုတ်တာတွေလည်းရှိတယ်လို့ကြားတယ်တခါအခြားသောဒီအကြောင်းပြချက်မျိုးစုံရှိတယ်နိုင်ငံခြားအကြောင်းသွားတက်နေတာတို့နိုင်ငံခြားအလုပ်ကိုစီမံခံခွဲနေတာတို့ဒါမျိုးအဲ့လိုမျိုးစုံကောင်းစီတော့စစ်မှုမထမ်းဘူးတော့မဟုတ်ဘူးနော်စစ်ခေါ်တဲ့အချိန်မှာသူတို့ဟုတ်တယ်ထမ်းပါမယ်ဒါပေမဲ့လောဆိုတော့နိုင်ငံခြားမှာကြောင်းတက်နေလို့တန်းလန်းဖြစ်လို့အဲ့တော့ကြောင်းပြီးသွားတဲ့ခါကျလာပါမယ်ဒါပေမဲ့သူတို့အဲ့ချိန်မှာ2နှစ်3နှစ်စောင့်အဲ့တော့ဒီ2နှစ်3နှစ်အရန်အချိန်မြင့်တော့သူအဲ့လိုရှောင်လက်ပတ်ကစားတာရှိတယ်တဲ့ပြောရတော့အောက်ချိန်မှာလည်းစစ်မှုမထမ်းကြလို့လက်ပတ်ကြိုးစားရှောင်နေတဲ့အုပ်စုကတစုရှိတယ်တခါဟိုစစ်မှုထမ်းဖို့တော့ကိုကြိုးစားပန်းစားလှုပ်ရှားနေတဲ့အသေးအတန်တခါတည်းလူအတင်းဟောဖြစ်နေတဲ့ဒါတွေလည်းရှိတယ်ပတ်စံလေးကောက်တာလည်းရှိတယ်ကျွန်တော်ခဏပြောတယ်ကျွန်တော်ရွာမှာတပုံကြီးပဲလို့ကျွန်တော်အကြီးကြီးပြောတယ်ကျွန်တော်တခြားနေရာနဲ့ပြောရင်တက်တည်မရှိမှဆိုလို့ကျွန်တော်ရွာနဲ့တဲကြီးပြောနေတာအလကားပြောနေတာမဟုတ်ဘူးကျွန်တော်ရွာကိုထိလို့ပြောတာမဟုတ်ဘူးကျွန်တော်ရွာကတက်တည်အကောင်းဆုံးတက်တည်ပဲကျွန်တော်နေရာပြောမနေတော့ဘူးခင်ဗျအကောင်းဆုံးတက်တည်ပတ်စံလေးကောက်နေကြတယ်ရှိတာပဲကောက်ပြီးဘာလို့လဲဆိုတော့သူကစစ်မှုထမ်းတဲ့ခါကျတော့စစ်မှုထမ်းဖို့လူဝဲတာဝဲပြီးထည့်ပေးရတာအဲ့ဒါကြီးလည်းဒီကိမှရှိတယ်21အမြုံတလူတက်နေတဲ့တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုစစ်အာဏာသိမ်းလိုက်တာအကုန်လုံးဆင်းရဲဒုက္ခရောက်သွားတယ်ပေါ့ကွာသူတို့နဲ့ပတ်သက်တဲ့အာဏာသိမ်းစစ်ကောင်စီနဲ့ပတ်သက်တဲ့အဖွဲ့တွေခရိုနီတွေလူပညာရှင်အချို့တွေပဲအဆင်ပြေတယ်ကျန်တဲ့လူတွေတော့အကုန်မွဲပြကြ2020နောက်ပိုင်းဟလာလေဘွားနေဘုံတွေကျဲချပရာမော်တွေနဲ့ကျဲချဆိုတော့ဟလာအညာဒေသအထူးသဖြင့်နောက်ပြည်နယ်တွေပေါ့ကွာချင်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်အစရှိသဖြင့်ဒီလိုမှလဲဟာလာစစ်ဘေးဒုက္ခသည်တွေများရွာတွေကိုမီးရှို့ပစ္စည်းတွေယူလူတက်မရင်းချင်းစကားစားရဲ့ရက်စက်မှုတွေဒါတွေကလွတ်မလားဆိုပြီးတော့တော်လန်အစိုးရအန်ယူဂျီလုပ်တဲ့2021 2022ကတော့200 300မှာစကားစစ်ကြောင်းမလာရင်စစ်ကြောင်းမထိုးရင်အခုကတော့200 300တော့မလို့ဘူးစစ်ကြောင်းထိုးရင်ပကပတွေကအရင်ပြေးတာပေါ့ကွာပါ3လုံးတွေပေါ့ကွာနောက်တကအန်ယူဂျီMOD ပါ3လုံးတွေရဲ့မူမမှန်နဲ့လှုပ်ဆောင်မှုတွေမင်းတို့အောက်ကမှမဟုတ်ရင်ကျန်တဲ့အဖွဲ့တွေကိုဖမ်းနေစီးတယ်အခုကတော့အဲ့လိုမဟုတ်တော့မင်းတို့အချင်းချင်းပါ3လုံးအချင်းချင်းကိုပြဿနာတွေတက်ကြတယ်ကိုကျိုးစည်းပွားတွေတီထောင်ကြတယ်စိုးမိုးနယ်ပြည်တွေမှာလုတ်ပိုင်ခွင့်တွေလုတ်ပြီးတော့ဘာမှပွင့်လင်းမြင်သာမှုမရှိဘူးရန်ပုံငွေတွေကိုကျေမပြန်နေပြီးဝေးတဲ့အခါရောဆက်စီနဲ့ပတ်သက်လို့ဘယ်သူမှမင်းမြန်သူရဲ့သူနေကောင်းရဲ့လားလို့တော့မမေးချဘူးတော့မိကုန်းနေများပြန်လာစားလာကြည့်ရစီဘာလို့တော့နောက်ကပဲလို့ပြောတော့မိကုန်းမကတ်တာပေါ့အဲ့မှာကိုယ်စရဲပြေးရပါမိကုန်းကျွန်တော်တော့မကတ်တာဘူးကျွန်တော်တခုပဲကျွန်တော်မေးမဲ့မဟုတ်သေးတယ်ဒီလိုမေးမဲ့ဆိုရင်မေးတဲ့ဘေကုန်းဒီဖွဲ့တယ်ကျွန်တော်ဟုတ်ပြီလေဖြည့်တဲ့ဖွဲ့တယ်ကျွန်တော်ဘာလဲပြောလို့ဆိုတော့ဘေကုန်းမေးတာကတုတ်ထောင်ပြီးတုတ်ထောင်ပြီးတော့တုတ်ထောင်ကတစ်စိတ်ပြောတုတ်ထောင်မေးတာဖြစ်တဲ့အတွက်ကြောင့်ဒါနိုင်ငံတော်စိတ်ကိုမေးတာဖြစ်တော့တို့ဘေကုန်းတွေကကိလေသာတွေပြောဖြစ်နေတယ်ဒါကျွန်တော်ပြောမေးငဝုံမြင့်ရေကားတာကျိုးပေါက်ပြီးတော့၄မျက်နှာအိုင်တဗျူးနဲ့သူ့အောက်မှာရှိတဲ့မြို့နယ်တွေရေကြီးတာကတော့တော်တော်လေးကိုမကြည့်ရစရာကောင်းပါတယ်6ရက်15လကလုတ်တဲ့ပုံမှန်လွတ်တော်အစည်းအဝေးမှာ၄မျက်နှာလွတ်တော်အမတ်ကဒီငဝုံရေကားတာကြီးကအင်မတန်မှဟောင်းနှမ်းနေပါပြီလွန်ခဲ့တဲ့နှစ်ပေါင်း140ကတိဆောက်ခဲ့တဲ့အတွက်ကြောင့်မလို့ကြန့်ခိုင်ရေးကလည်းအရန်အားနည်းနေပါပြီဆိုတဲ့အကြောင်းကိုလွတ်တော်ကိုတင်ပြခဲ့တာရှိတယ်6ရက်15လဆိုလို့ရှိရင်ခုဆိုလို့ရှိရင်ဩဂတ်လရောက်ပြီပေါ့လွန်ခဲ့တဲ့တလခွဲလောက်ခတဲ့ကနေပြီးတော့
ဒီငဝန်ရေကာတာကြီးအခြေအနေမကောင်းတာကို INW လွှတ်တော်အမတ်ကတင်ပြခဲ့တာရှိတယ်ဒါပေမဲ့မြန်ဆန်နဲ့ပေါ့နော်တိုင်းဒေသကြီးအစိုးရကလည်းဒါကိုမလှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့လွှတ်တော်မှာအဆိုတင်သွင်းပြီးတော့တလခွဲကြာမှာဒီငဝန်ရေကာတာကြီးဟာကျိုးပေါက်သွားခဲ့ရတာဖြစ်ပါတယ်